ဒီမြောက်ပြုံးပွဲတော်ဒီတော့ဒီမှာ 那赶紧，我呀，别人就把他说没领哦，搞不用路夸的，本来要不用我买的，那赶紧嘛呗，妈妈我旁妈妈我爷，这里也没地下路吧，我是我也没地下路喏。 မြောက်ဘက်ကလာတာဒီနာဘက်ကလာ 哦，知道，一般， ဒါကြောင့်မို့တောင်မြုံဆိုတော့ဒီတောင်မြုံပွဲကဟိုဆက်ဖြင်းဖြင်းနဲ့တဖြင်းဖြင်းဆိုတာရှိတယ်လို့ဟုတ်ဘူးလား 水平你水平啊，水平你水平嘞，哎路夸的，好的嘛，把啥平平啊，好的嘛，啥平平不爱路个啦，好的。 အဲ့တမိုင်းကြောင့်ကိုတည်နေတာဟုတ်လားဒီပေါ်ပြောလိုက်တဲ့ရှင်းမီနောက်မီလေကလထိုင်ကြီး ငါတို့ကလည်းဒါရှင်းပြီးရှောက်နောက်မျိုးပဲကြားပွင့်နေကမကလထိုင်နေငါ့ကို အဲ့လိုမေးကြည့်ခြင်းလို့ဘုသူတ အေးပဲမတိတာမေးမစင်တာစေးမတိတာမေးပါရပါ အော်မေးခြင်းလို့အဲ့ရွှေပြင်းကြီးရွှေပြင်းငယ်နော် ဟုတ်တယ်တောင်မြုံကြီးလေးလို့ခေါ်တယ်ရွှေပြင်းကြီးရွှေပြင်းငယ်လို့ခေါ်တာပဲနော် ဟိုသူတို့မေတော်ကဟိုပုတ်ပွားနေတဲ့မေတော်ကို နင်တော့ကြိုက်တော့နင်တော့ကြိုက်တော့ကျွန်တော်ပါမယ်နော်ဟောပန်းစားဘလို့အေးဟုတ်တယ်တော့မ နေဦးနဲ့နာမည်ကပါတယ်ဟိုဝနာကျော်တယ် ဦးစိတ်အောင်မေးဟဲ့ဦးစိတ်အောင်မေးဟဲ့ မင်းသားလေး ဟုတ်တယ်မပြောလိုက်ချင်မငါဟုတ်တယ်မငါ ဟုတ်ဘူးလား မဲဝင်နာလို့ခေါ်တယ်ဝင်နာတော်ချင်းတော့မဟုတ်ဘူးမဲဝင်နာတဲ့ဝင်နာဆိုတာပန်းလေးစင်းလာတယ်ပေါ့နော် သူတို့ဖေကပြုတ်တော့ဆို ရက်တာပန်းလို့စင်းမောင်ချစ်တယ်နေမဲဝင်နာဆိုရဲပုတ်ပါလို့ 62လမ်းမှာပန်းရောက်တာ 60အဲ့ကောင်ပုတ်ပါမှာပုတ်ပါမနဲ့60 ပန်းစတာသူကရတာပန်းစတာဒီကြတော့မတ်ရွှေဦးဆိုတာရောရှိတယ်လို့ ဒါပဲကိုတို့အဲ့ဒီကိုရိုက်တယ်လေဟောအဲ့ဒါမရှိဦးတောင်းတာပဲ မတ်ရွှေဦးကယောက်ျားလားမိန်းမ မလေးနော်မလေးအောင်ဆုံးမရဲ့စိုက်စီရပြီအော်တော့ကိုလည်းတောင်မြုံမကနတင်းနာမသိရတဲ့မရှိဦးဆိုတာမိမတောင်မြုံကြီးကကြိုက်တာ မရှိကမင်း ဒါတော့မဖြစ်နိုင်ဘူးကျစဉ်းစားတယ်သိလား ဟယ်လို ရွှေဦးဆိုတော့ဥပါတာကိုဘယ်လိုလုပ်မိန်းမဖြစ် ရွှေချောင်းတို့မလေးနော်မထားမဆုံးမရဲ့ရွှေရုပ်ကလေးကိုလာလို့တဲ့ဘွေးကလေးရွှေလို့လာလို့မရွှေဦးတဲ့မရွှေဦးတဲ့တော့ကြကန်းခတ်တာ ဩရကန်ခတ်တာ သူ့ယောက်ျားလည်းရှိတယ်သူ့ယောက်ျား သူယောက်ျားရှိရလား သူ့ယောက်ျား ကိုရင်မောင် ကိုရင်မောင် ကိုရင်မောင်ဘာလုပ်လို့တော့ ကိုရင်မောင်ကတက်ဖောင်ချတာတက်ဖောင်ချ ဩမတ်ရွှေဦးတနာပါလေနော် ဘာလို့ ဟာသူယောက်ျားကိုရင်မောင်မတ်ရွှေဦးရှိရတာနဲ့တစ်ဖောင်ကြီးချရတယ် ဟုတ်မယ်ဟာဖတ်တယ်လက်တင်ကိုင်ကုန်တော့မဖြစ်ဖယားဟုတ်ဘူးလားတက်ဖောင်ချတယ်ဆိုတာတလူဟိုလိုတက်ဖောင်ချတာမဟုတ်ဘူးရဲ့ ဘယ်လိုတော့ ဟိုတော်လေရိုးသားနဲ့လို့တက်တွေပါသွားချတာပေါ့ကွာ ဩ